လာပါဒီနေ့ဒီဗီဒီယိုကိုမစတင်ခင်မှာကျွန်မတင်တော့ကိုမိခွန်းတစ်ခုမေးချင်တယ်ကိုရဲ့မညံကိုပြန်ပြီးတော့တန်တရားတွေဝင်နေမိတလားဒါမှမဟုတ်ကိုမြင်လိုက်တဲ့အမှန်တရားတစ်ခုကိုငါကပဲအထင်မှားတာလားလို့ကိုပြန်ပြီးတော့မိခွန်းနေထုတ်နေမိတလားဒါမှမဟုတ်ရံပြစ်ပြီးတိုင်းစကားပြောပြီးတိုင်းအဆုံးတက်မှာငါပဲလွန်သွားတာပါလေငါပဲ sensitive ဖြစ်လွန်တာပါလို့ကိုဝန်ခံနေရတလားတကယ်လို့အဖြေက yes ဟုတ်တယ်ဆိုရင်ကျွန်မတင်ကို professional တယောက်အနေနဲ့ရောဒီလန်းကိုဖြတ်ကျော်ခဲ့တဲ့အမျိုးသမီးတယောက်အနေနဲ့အာမခံပြီးပြောပြစေတင်ယူနေတာမဟုတ်ဘူးတင်က gaslighting လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာလေ့စားမှုတစ်ခုရဲ့ victim သားကောင်ဖြစ်နေတာပါကျွန်မရဲ့စိတ်နဲ့ဒါလေ့လာမှုနဲ့ client ပေါင်းများစွာကိုကူညီပေးခဲ့တဲ့အတွေ့အကြုံရပြောရမယ်ဆိုရင် gaslighting ဆိုတာကရိုးရိုးလိမ်ညာတာမဟုတ်ဘူးအဲ့ဒါက ontological insecurity လို့ခေါ်တဲ့ကိုယ့်ရဲ့တည်ရှိမှုနဲ့ကိုယ့်ရဲ့လက်တွေ့ဘဝအပေါ်ယုံကြည်မှုတွေကိုဖြိုချဖျက်ဆီးဖြစ်တဲ့လက်နက်တစ်ခုပဲဒါကြောင့်မလို့ဒီနေ့ဒီဗီဒီယိုတွေမှာ narcissist တွေဟာတင်းရဲ့အောင်နောက်ကိုဘယ်လိုမျိုး hijack ပြန်ပြီးဆွဲလောက်ထားလဲဆိုတာကို neuroscience နဲ့ quantum physics ရှုထောင့်ကနေပြောပြပေးတော့ပါမယ်အရင်ဆုံးကျမတို့အောင်နောက်အကြောင်းကိုပြောကြရအောင်ကျမတို့ရဲ့အောင်နောက်က prediction machine ခတ်မှတ်တဲ့စက်တစ်ခုလိုမျိုးပဲကျမတို့တွေကပတ်ဝန်းကျင်ကိုကြည့်တဲ့ data ယူတဲ့ဆုံးဖြတ်ချက်ချတယ်ဒါပေမဲ့ narcissist နဲ့ဆက်ဆံရတဲ့အခါမျိုးမှာတော့သူတို့တွေကကိုယ့်ရဲ့အမှန်တရားတွေကိုညှင်းပယ်တယ်ဥပမာတရားသူ့ရဲ့ဖုန်းထဲမှာမူမမှန်တဲ့စာတွေကိုတွေ့တယ်ဒါပေမဲ့သူ့ဘက်ကတော့ဒါကအလုပ်ကိစ္စပါနဲ့အရန်တဝန်တိုလွန်အားကြီးတာပဲလို့တင့်ကိုပြောလိုက်တဲ့အချိန်မှာပဲကိုယ့်ရဲ့အုံနောက်ထဲမှာထိတ်လန့်စရာဖြစ်စဉ်တစ်ခုဖြစ်သွားတယ်ကိုယ့်ရဲ့မျက်လုံးကမြင်တဲ့အမှန်တရားနဲ့ကိုချစ်တဲ့သူကပြောတဲ့အမှန်တရားကစန့်ကျင်ဘက်ဖြစ်နေတဲ့အခါမျိုးမှာဆိုရင်ကျမတို့ရဲ့အုံနောက်ကအဲ့ဒီကွယ်လွဲမှုကိုမခံနိုင်ဘူးဒါကြောင့်မလို့အုံနောက်က stress ဆိုတဲ့ဖြစ်စီမှုကိုရှော့ချဖို့အတွက်လမ်းစဉ်တစ်ခုကိုရွေးရတယ်ဒါပေမဲ့ဝမ်းနည်းစရာကကိုကသူတို့ကိုချစ်နေတဲ့အတွက်ကိုက empath စာနာတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အုံနောက်ကကိုယ့်ရဲ့အမှန်တရားကိုစွန့်လွတ်ပြီးတော့သူတို့ရဲ့အမှန်တရားတွေကိုလက်ခံလိုက်တဲ့ကိုယ့်ရဲ့ဒီ prefrontal cortex ဆင်ခြင်တုံးတရားအပိုင်းကအလုံးမလုံးတော့ဘဲနဲ့ shut down ဖြစ်သွားတယ်ကိုယ့်ရဲ့ကိုယုံကြည်မှု subtract တွေကလည်းတဖြည်းဖြည်းနဲ့တိုက်စားခံလိုက်ရတယ်ဒါဟာယူတူချင်းမဟုတ်ဘူးရဲ့အုံနောက်ကရှင်တန်ရက်တီဖို့အတွက်စူးစမ်းရင်းနဲ့မှမာယွန်တော်တဲ့ဖြစ်စဉ်တစ်ခုတာဖြစ်ပါတယ်ကျွန်မအရင်ကြိုက်တဲ့ quantum physics ရှုထောင့်ကနေကြည့်ရအောင် quantum mechanics မှာ observer effect ဆိုတာရှိတယ်အရာဝတ္ထုတစ်ခုကကြည့်ရှုတဲ့သူ observer ရှိမှပဲတည်ရှိမှုပုံစံပေါ်လာတယ်အဲ့တလိုမျိုးပဲ narcissist တွေဟာလည်းသူတို့တွေရဲ့ဒီ false reality အမှားကဘာကြီးတစ်ခုကိုသူတို့တွေကတိဆောက်ထားကြတယ်အဲ့ဒီကဘာကြီးမှာသူတို့တွေကတော်တယ်ကိုချင်းစားတတ်တယ်သူတို့တွေကအဖြစ်ကင်းတဲ့ကောင်းတဲ့အရာတွေမှန်သမျှပေါ့နော်အဖြစ်ကင်းတဲ့သူတို့တွေကခံရတဲ့သူသားကောင်းဖြစ်တယ်ဆိုတဲ့အမှားကဘာကြီးပေါ့ဒါပေမဲ့အဲ့ဒီကဘာကြီးတည်မြဲဖို့အတွက်ဆိုရင်သူတို့ကိုထောက်ခံပေးမဲ့ observer ကြည့်ရှုတဲ့သူလိုအပ်တယ်အဲ့ဒါကတော့တင်ကြပါပဲဖြစ်ပါတယ် narcissist တွေ gaslight လုပ်တယ်ဆိုတာကသူတို့တွေကတင့်ကိုသူတို့တွေရဲ့ဆက်လန်ထဲမှာအတင်းအဓမ္မတယောက်ဆောင်ခိုင်းတာပဲဒါပေမဲ့တင်ဖက်ကဒါမဟုတ်ဘူးဒါမားနေတယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်တိုင်းသူတို့တွေရဲ့ reality ကိုတွားပြီးတော့ထိခိုက်တယ်ဒါကြောင့်မလို့သူတို့တွေကတင့်ကိုဒေါတာထွက်တယ်ပေါ့နော်သူတို့တွေကတင့်ကိုလိန်ချင်ယုံတတ်ပဲမဟုတ်ပဲနဲ့တင့်ရဲ့ထောက်ခံမှုနဲ့တင့်ရဲ့ခေါင်းငိမ့်မှုကိုပါလိုချင်တာတင်ဖက်ကအေးပါငါမားတာပါလို့ဝန်ခံလိုက်တဲ့တစ်စက္ကန့်မှာပဲသူတို့တွေရဲ့ reality အမှားကဘာကြီးကခိုင်မာသွားပြီးတော့တင်းရဲ့အမှန်တရားကတော့ content collapse လုံးဝကိုပြိုလဲပြောက်ကွယ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ narcissist နဲ့ပတ်သက်တဲ့အချိန်တိုင်းတင်ကအမြဲတမ်း confuse ဖြစ်နေတာပေါ့လို့လေဆိုတော့တင်ကကိုယ့်ရဲ့ကဘာမှာကိုမနေရဘဲနဲ့တခြားသူတွေရဲ့စိတ်ကိုရှင်ကဘာထဲမှာတစ်စက္ကန့်လုံနေရလို့ပဲဖြစ်ပါတယ်ဒါဆိုရင်ကျမတို့ဒီဝင်ကဘာထဲကနေဘယ်လိုမျိုးရုံးထွက်ရမှာလဲဆိုရင်ကျမ101 client ကိုအမြင်ပြီးတဲ့ဒီချင်းခံတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့နံပါတ်1 documentation မှတ်တမ်းတင်ပါသူတို့နဲ့စကားပြောပြီးတိုင်းသူတို့နဲ့ရန်ဖြစ်ပြီးတိုင်းဘာပြောခဲ့လဲဘာဖြစ်ခဲ့လဲဆိုတာကိုအကုန်လုံးချရေးပါ screenshot ယူပါအတန်ဖမ်းပါကိုယ့်ရဲ့မညံကိုမယုံနဲ့တော့ကိုယ့်ရဲ့ data ကိုဒါယုံပေါ့နော်နံပါတ်2ကပါလဲဆိုတော့ do not judge မရှင်းပြနဲ့နော် justify argue defense explain ကိုကသူတို့ဒီနဲ့ရှင်းပြလေး
ပြန်ရင်းလေးတူတို့တွေကကိုယ့်ရဲ့စကားတွေကိုပြန်တုံးပြီးတော့ကိုတိုက်ခိုက်လေးပဲ content visit တပေါ်ရပြောမယ်ဆိုရင်ကိုကတူတို့တွေနဲ့ညင်းခုန်တိုင်းတူတို့တွေရဲ့ false reality အမားကဘာကြီးကိုအသက်တွင်းပေးနေတာနဲ့ Okay ဟုတ်ပြီမင်းအဲ့လိုထင်လားကောင်းပြီလေဆိုပြီးတော့ပြောပြီးထပ်လာလိုက်ပါနံပါတ်3က anchor to your body ဒါကအရန်ရေးကြည့်တယ်ကျမကိုယ်တိုင်လည်းလေ့လူရှုခဲ့မိတဲ့အတွက်ကြောင့်မလို့ရလိုက်တဲ့တင်ခန်းစာတွေကတန်ဖိုးဖြတ်လို့မရအောင်ပါပဲကိုကစိတ်ရှုပ်လာတဲ့အခါတိုင်းကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အတန်ကိုပြန်ပြီးတော့နားထောင်ပါကျမတို့တည်းရဲ့မညံကျမတို့တည်းရဲ့အုံနောက်ကတူငါ့ကိုချစ်ပါတယ်လို့ဘလောက်ပဲပြောကျမတို့တည်းရဲ့ခန္ဓာကိုယ်ကဒါကအန်တရေပါလို့အမြဲတမ်းអော်နေလိမ့်မယ်ကိုယ့်ရဲ့ရင်ဘတ်ထဲမှာကြက်နေလားဒါမှမဟုတ် one bite ထဲမှာမအီမတာဖြစ်နေလားတခုခုနေလို့ထိုင်လို့ခန္ဓာကိုယ်ကမတက်တာနေဘူးတောင့်တင်မှုတွေဖြစ်နေတယ်ဆိုရင်အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကဒါဟာမာယွနေပြီးဒါဟာအန်တရေပဲလို့ကိုတတိပေးနေတာပဲဒါကြောင့်မလို့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့အတန်တွေကိုနားထောင်ပြီးတော့ပဲဆုံးဖြတ်ချက်ချပါအဲ့တော့ကိုကယူနေတာမဟုတ်ပါဘူးကိုကအမှန်တရားတွေကိုမျက်နှာလွန်းလို့ကိုကတခြားသူကိုယုံကြည်လို့အခုလိုမျိုးထိခိုင်းနာခြင်းနေရတာဖြစ်ပါတယ်အခုကိုရဲ့ reality ကိုပြန်ယူပါတခြားသူတွေရဲ့ဇက်လန်ထဲမှာ support တွေမလုပ်နေနဲ့တော့ကိုဟာကိုဘဝရဲ့ပဲ့ကန်ရှင်ကိုဟာကိုဘဝရဲ့ဖန်တီးရှင်ဖြစ်တယ်အခုဒီဗီဒီယိုကိုကြည့်ပြီးတော့လို့တခုခု awaken ဖြစ်တယ်လို့ခံစားရတယ်ဆိုရင်ဗီဒီယိုလေးရဲ့အောက်မှာ my reality is mine လို့ comment လေးတွေရေးတော့ပေးပါအောင်နော်